ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျဆိုတော့ဒါညနေ4 နာရီကိုအတွက်ပေါ့နော်ဒီကောင်ကကလင်နာအသစ်ဖြစ်တယ်ကလင်နာအသစ်အပေါ်ဟာကိုကျွန်တော်မဖြစ်ရသေးဘူးလို့နော်ဒီကောင်ကျွန်တော်ဖန်ထားတာပေါ့နော်ဒါပတ်တိတစ်လုံးပေးပြီပတ်တိတစ်လုံးဒါကြိုက်လို့ရှိရင်ဒါကန်ဆန်းကြည့်ပေါ့နော်ဒါမကြိုက်ဘူးဆိုရင်မဆန်းနဲ့ဘောင်းကျွန်တော်ကဒီဘိုင်ဘာပို့ရတဲ့ဘူးကိုじゃဘိုင်ဘာじゃကျွန်တော်ဟိုကတိုင်မှာလက်မြင့်ရှိတယ်3မိနစ်5မိနစ်လောက်ပဲကျွန်တော်စကားပြောလို့ရတာအရှိကြီးပို့လို့မရအောင်เนาะအရှိကြီးပို့ရတာ Telegram လို့เนาะကျွန်တော် YouTube တော့အရှိကြီးပို့ရတယ်ဒီဘိုင်ဘာမှာကြာတော့ကြာကျွန်တော်ဒါတိုင်မှာ limit ပေါ့เนาะအချိန် limit က3မိနစ်နဲ့5မိနစ်ပဲဆိုတော့ low in to ရှင်းမဲ့သွားမယ်เนาะဆိုတော့ဒီမှာဘရိုးနဲ့6ပရိဟုတ်တယ်6ပရိကြာတယ်သူပတ်တိတစ်မပတ်တိတစ်မပြောက်ဘူးဆိုတော့2025မှာမရှိခဲ့ဘူး2000ကျွန်တော်24မှာရှိခဲ့တယ်2024တဘရုံးနေ6ပရိကြာတယ်เนาะဒီမှာတစ်လိုက်တယ်เนาะဒီမှာတစ်လိုက်တယ်เนาะဒါ2024ပြီးရင်ကျွန်တော်2023เนาะဒီမှာ6ပရိเนาะဒီမှာပတ်တိတစ်လိုက်တယ်ဆိုတော့ဒါကျွန်တော်ဟိုနှစ်သိန်းရှိပြီပေါ့ဗျာနောက်ပြီးတော့2022ဒီမှာ6ပရိเนาะဒီမှာပတ်တိကျွန်တော်တစ်လိုက်တယ်เนาะကြံ4ချိန်ပေါ့ဗျာကြံ4ချိန်မှာပတ်တိတစ်လိုက်တယ်ဆိုတော့ဒီ challenge ကျွန်တော်2021 2019 18 19เนี่ยကိုယ့်အကိုစစ်တော့ကျွန်တော်ကစစ်ပြီးသားဆိုတော့ကျွန်တော်အချိန်မရလို့ကျွန်တော်အလုပ်သွားစရာရှိလို့เนาะဆိုတော့ဒီမှာကျွန်တော်ဒီမှာဒါတစ်ကြမလားသေးဘူးเนาะတစ်ကြမလားသေးဘူးဆိုတော့ဗျာဒါညနေခင်းတစ်ချိန်ဒါပတ်တိတစ်ကန်ဆန်းကြည့်နေတယ်ဆိုလို့ရှိရင်ကန်ဆန်းကြည့်လို့ရပါတယ်เนาะဒါလေးကိုကျွန်တော်တွေ့လို့မြင်လို့လာပြောခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒါနောက်ဆုံးပိတ်ကန်ကောင်းပါလေเนาะကျွန်တော်စူတောင်းပေးခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ဗျ